ပရီးမီးယားလိပွဲတရားကိုအသက်ငယ်ဆုံးနဲ့ပြည့်မြောက်တဲ့တောင်အမေရိကကစားသမားဖြစ်ခါနာချိုမှတ်တမ်းဝင်ဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်။ချက်စီးတဲ့အာဂျင်တီးနားတောင်ပိုင်းကစားသမားခါနာချိုကပရီးမီးယားလိပွဲတရားကိုအသက်ငယ်ဆုံးနဲ့ပြည့်မြောက်တဲ့တောင်အမေရိကကစားသမားဖြစ်တဲ့အမှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။ခါနာချိုကအာဆင်နယ်နဲ့တရေကျခဲ့တဲ့လန်ဒန်ဒါဘီပွဲမှာလူစားဝင်ကစားပြီးအသက်21-152ရက်နဲ့ဒီစံချိန်မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဂါနာချိုမတိုင်ခင်ပွဲ100ပြည့်အသက်ငယ်ဆုံးတောင်အမေရိကကစားသမားဖြစ်စံချိန်တင်ထားခဲ့သူကတော့အာဆင်နယ်အသင်းကဘရာဇီးတိုက်စစ်ကစားသမားမာတင်နယ်လီ22နှစ်125ရက်ဖြစ်ပါတယ်။ဂါနာချိုကပရီးမီးယားလိမှာမန်ယူသင်းနဲ့အတူ63ပွဲကစားခဲ့ပြီးချက်စီနဲ့9ပွဲကစားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဂါနာချိုနဲ့မာတင်နယ်လီတို့ရဲ့နောက်အသက်ငယ်ဆုံးတောင်အမေရိကကစားသမားတွေကတော့ရစ်ချာလီဆန်ဂိုင်းစီတိုနဲ့ဂျေဆူးတို့ဖြစ်ကြောင်းသိရပါတယ်။ဂါနာချိုဟာဒီနေ့နွေရာသီမှာမန်ယူကနေချက်စီကိုပေါင်တန်း40နဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။